ကောက်ချင်ပါလေ ဟုတ်ချင်း ဒီနောက်ထပ်ခဏလေးအမဒီဖဲမှာပြမလားဒီလိုမျိုးနည်းနည်းဖွားဖွားလိုမျိုးလည်းမရလား ဒါရတော့ပုံသွင်းထားတာ နော် တကယ်ကြားလို့ဆိုရင်တော့ကောက်မှာဆိုရင်တော့နည်းနည်းလေးသပုံစံနဲ့တော့မလို့ ဟမ် ပြီးတော့အရင်ကလည်းကျွန်တော် highlight ဖောက်ထားတယ် ဟုတ်တယ်ဟုတ်တယ် ဒီမှာကောက်ချင်တယ်ဆိုရင်ဆော့ဆော့လိုမျိုးတစ်ကောင်းလုံးပေါ့နော်ခေါင်းဖောင်းပွားလေးကောက်ချင်တယ်ရတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အရင်က highlight ဖောက်ထားတော့လေဒီရဲ့ဆန်ကရချက်သေးပြထားတဲ့ဆန်ကပေါ့ကောက်ရင်တော့အဆင်မပြေတော့တို့တွေကတော့သပင်လေးကိုနည်းနည်းလေးအတူပဲပြန်ညှက်လိုက်ညှက်ပြီးတော့မှအယောင်လေးနည်းနည်းပြန်ဆိုးလိုက်နော်ညံ့ခံနေတော့ရုပ်တွေပါကြောက် အဲ့ဆိုပါရန်ဆိုရမယ် အခုကဟိုအယောင်ဘက်တန်းလာတက်လဲ နည်းနည်းအမျိုးချင်းအောင်လေးနည်းနည်းတောက်မလဲတာမတောက်နော် ဒီကလာထောက်ပါလဲ ဟုတ်လား ဟုတ်တယ် ဒါကြတော့ဒီဖက်နော်ဒီဖက်လားဒီအရောင်လေးဒီဖက်လား အော်မဟုတ်အဲ့ဟာနည်းနည်းဝါတဲ့ဘက်ရောက်ပြီ ပါနော် ဟုတ်တယ်ဒီလိုမျိုးလောက်ဖြစ်နေအယောင်ပါအယောင်တောက်ပါ အဲ့ဆိုပဲဟာဆိုရမလား ဘယ်ဟာဆိုရမလဲဆိုတော့အခုကတော့ဘယ်လိုအယောင်လေးဘက်တန်းတာကြိုက်တယ်ပေါ့အဲ့တော့ညိုနီလေးလားဒါမှမဟုတ်အညိုမှအဝါဘက်သွားတာလားဒါမှမဟုတ်ညိုစိမ့်လေးလားအဲ့လို ညူစိမ့်လေး ညိုစိမ့် အဲ ညိုစိမ့်ဆိုရင်တော့ကျွန်တော်2ချိန်လောက်တော့ဆိုးရမှာ လိုက်မလား လိုက်တယ်ဆိုးဘူးလားဆိုးဘူးသေးအဲ့ဒါညိုစိမ့်လေးဆိုးလိုက် အဲ